အန်နာဟာမတော်တဆကူပြောက်ယောဂကိုရရှိသွားခဲ့ပေမဲ့သူမကိုယ်တိုင်တော့အဲ့ဒါကိုမသိသေးပါဘူးအဲ့ဒီလိုနဲ့မနဲ့အိယာနိုးလို့မှန်နေကြည့်လိုက်တဲ့အခါကျမှသာအန်နာဟာကိုယ့်ကိုယ်လုံးဝမမြင်ရတာကိုတွေ့လိုက်ရပါတော့တယ်အန်နာရဲ့ကြောက်လန့်တကြားအော်တန်ကြောင့်ညီမဖြစ်သူတေလာပါနိုးလာပြီးရေချိုးခန်းထဲရောက်လာခဲ့တယ်လို့ဒီထဲမှာတပတ်တစ်ထည်ပြန်ဝဲနေတာကိုမြင်လိုက်ရတဲ့အတွက်တေလာလည်းအံ့အားသင့်သွားခဲ့ရတာပါပဲအန်နာကတော့ဘာကြောင့်ရုတ်တရက်ကူပြောက်သွားရတာလဲဆိုတာနဲ့ဘယ်လိုပြန်ပေါ်အောင်လုပ်ရမလဲဆိုတာကိုသူမကိုယ်တိုင်မသိရှာပါဘူးဒါပေမဲ့အဲ့ဒီနေ့မှာပဲအရေးကြီးတဲ့အားကစားပွဲတစ်ခုရှိနေပြီးအန်နာကအတင်းရဲ့အဓိကကစားသမားဖြစ်နေပါတယ်ဒါကြောင့်အန်နာကသူမကိုစားတေလာကိုဝင်ကစားခိုင်းလိုက်ပါတယ်တေလာကတော့အဲ့ဒီအားကစားကိုတခါမှမကစားဘူးပေမဲ့ကိုပြောက်နေတဲ့အန်နာကဘေးနားကနေကူညီပေးမယ်လို့ပြောပါတယ်ပွဲစားနဲ့အန်နာဟာပြိုင်ဘက်အသင်းသားတွေဘောလုံးမရအောင်ကြားကနေအမြဲတမ်းနှောက်ယှက်ပေးခဲ့ပါတယ်ပြိုင်ဘက်တွေဘောလုံးနားကိုမကတ်နိုင်ခင်မှာပဲအန်နာကကန်ထုတ်ပစ်လိုက်တယ်လို့တေလာဟာကွင်းထဲမှာဘောလုံးကိုဆွဲပြေးနိုင်ုံလေးနဲ့တင်ဂိုးသွင်းနိုင်ခဲ့ပါတယ်ဘယ်သူကမှလည်းဒီထူးဆန်းတဲ့အခြေအနေကိုသတိမထားမိခဲ့တာကြောင့်နောက်ဆုံးမှာတော့အန်နာရဲ့ကူညီမှုကြောင့်အသင်းဟာအောင်ပွဲခံနိုင်ခဲ့ပါတယ်ပွဲပြီးမှာတော့အားလုံးကပျော်ရွှင်နေခဲ့ကြပေမဲ့ကိုပြောက်နေတဲ့အန်နာကတော့ကွင်းဘေးကနေဝမ်းနဲ့တိတ်ဆိတ်စွာနဲ့ပဲအောင်ပွဲကိုကြည့်နေခဲ့ရပါတယ်အဲ့ဒီနောက်တေလာကအန်နာအတွက်ငကိုမူလအတိုင်းပြန်ဖြစ်လာအောင်နီလန်တွေကိုရှာဖွေခဲ့ရမှာနောက်ဆုံးမှာတော့နီလန်တစ်မျိုးကိုရှာတွေ့သွားခဲ့ပါတော့တယ်အဲ့ဒါကတော့အရင်တိုင်းပြန်ဖြစ်လာဖို့အတွက်ညဘက်မှာပဲထွက်ပေါ်လာတတ်တဲ့ထူးခြားတဲ့လက်ပြတစ်မျိုးလိုအပ်တယ်ဆိုတာပါပဲဒါနဲ့ပဲညရောက်တော့သူတို့ဟာပန်းချံတစ်ခုတည်းကိုသွားပြီးရှာဖွေခဲ့ရမှာအဲ့ဒီလက်ပြကိုရှာတွေ့ခဲ့ပါတယ်အဲ့ဒီနောက်ကိုပြောက်နေတဲ့အန်နာကလက်ပြကိုဖမ်းဖို့ကြိုးစားတဲ့အခါလက်ပြကအယမ်းညံ့နေတာကြောင့်တေလာရဲ့စိုးရိမ်စိတ်တွေကတိုးလာခဲ့ပါတယ်ဒါပေမဲ့အန်နာကလက်ပြကိုဖမ်းမိခါနီးမှာပဲတစ်ပင်ပေါ်ကပြုတ်ကျပြီးကျွန့်ပွဲအိုင်ထဲကိုကျသွားခဲ့ပါတော့တယ်အဲ့ဒီအခါမှာရွှွန့်တွေကကိုပြောက်နေတဲ့အန်နာရဲ့ကိုယ်လုံးပေါ်မှာပြေးကျန်သွားခဲ့တာကြောင့်သူမရဲ့ခန္ဓာကိုယ်ပုံစံလေးကရွှွန့်တွေနဲ့ပြန်ပေါ်လာခဲ့ပါတယ်ဒါပေမဲ့လည်းဒါဟာအဖြစ်မဟုတ်တယ်လို့လက်ပြကိုလည်းပိုပြီးလန့်ဖြန့်သွားစေခဲ့တာကြောင့်တေလာကတော့မျောလင်းချက်မဲ့ပြီးဆိုပြီးစိတ်ပြတ်သွားခဲ့ပါတယ်မကြခင်မှာပဲအန်နာကအဲ့ဒီလက်ပြကိုအောင်မြင်စွာဖမ်းနိုင်ခဲ့ပြီးအန်နာရဲ့ကိုပြောက်နေတဲ့လူရုပ်ကလည်းခိတခဏပြန်ပေါ်လာခဲ့ပါတော့တယ်ဒါနဲ့ပဲတေလာလည်းဝမ်းသာအားရနဲ့အန်နာကိုပြေးဖက်တော့တာပါပဲဒါကိုအမြဲတမ်းပျောက်ကင်းသွားအောင်ကုသဖို့အတွက်ကိုတော့ကျောင်းကတခွဲခန်းကိုအသုံးပြုဖို့လိုအပ်ပါသေးတယ်ဒါပေမဲ့ညဘက်ဆိုတော့ကျောင်းကပိတ်ထားပါတယ်ဒါနဲ့ပဲအန်နာကသူ့ရဲ့ကိုပြောက်ချင်းကိုပြန်သုံးချပြီးလုံခြုံရေးဝန်ထမ်းကိုအာရုံလွှဲလိုက်ပါတယ်အဲ့ဒီနောက်လုံခြုံရေးကပုံတပုံကသူ့အလိုလိုရွှေ့နေတာကိုမြင်ပြီးနောက်ကနေလိုက်ဖမ်းပါတော့တယ်ဒါပေမဲ့ပုံကရက်တန့်သွားတာကြောင့်သူလည်းကြောင်ကြည့်နေလုံးမှာပဲကျောင်းမီးတွေအလိုလျောက်ပွင့်လာတယ်လို့ဘတ်စကတ်ဘောတစ်လုံးကလည်းသူ့ခြေရင်းကိုလိမ့်လာပါတယ်အဲ့ဒီနောက်မှာတော့ပစ္စည်းတွေတစ်ခုပြီးတစ်ခုအလိုလျောက်ထပ်ပြီးရွှေလျားလာတာကိုမြင်လိုက်ရတဲ့အခါမှာတော့လုံခြုံရေးဝန်ထမ်းဟာတရေချောက်တာလို့ထင်ပြီးကြောက်လက်တကြားနဲ့အော်ဟစ်ကထွက်ပြေးသွားပါတော့တယ်နောက်ဆုံးမှာတော့တေလာတို့လည်းတခွဲခန်းထဲကိုအောင်မြင်စွာဝင်ရောက်နိုင်ခဲ့ပြီးကုထုံးဆေးရည်ကိုဖော်ဆက်ကအန်နာရဲ့ကိုပြောက်ယောဂကိုပျောက်ကင်းအောင်ကုသပေးနိုင်ခဲ့ပါတော့တယ်